ခေတ်တစ်ခါတုန်းကပရိသတ်တွေရဲ့တခဲနဲ့အားပေးခဲ့တဲ့လက်ခုပ်တံတွေနဲ့ကင်မရာမီးရဆောင်အောက်ကသူတယောက်တနတ်ပြစ်တယ်ဆိုတာဒီလက်ညှိုးလေးကွေးကြရတယ်တရုတ်ဆောင်တော်တဘာဝကြာလုံးလို့ကိုပိုင် idea တွေကိုတီထွင်နိုင်ခဲ့ပြီးတော့လူလောကကြီးထဲမှာမရှိတော့တဲ့တိုင်အောင်အခုတတိပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနေစေရုပ်ရှင်ဂုရုကြီးတစ်ပါးကဏ္ဍဝင်မင်းသားမင်းသမီးတွေအများကြီးရှိတဲ့အထက်အားလုံးနဲ့ကွဲထွက်ပြီးတော့တမူထူးခြားနေတဲ့သူတယောက်လို့ပြောလိုက်ရင်ခမရတို့ဘသူ့ကိုပြေးမြင်လဲသူရဲ့နာမည်ကြားရတာနဲ့ယုံပြည့်ယုံရှင်အားပေးခံခဲ့ရတဲ့အဲ့ဒီလိုရုပ်ရှင်ဂုရုကြီးဟာအောင်မြင်နေစေကာလမှာဘိန်းသမားစေးသမားဖြစ်ခဲ့ပြီးတော့ဘဝရဲ့နေဝင်ချိန်မှာရုတ်တရက်အားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီးဘာကြောင့်အရာအားလုံးကိုစွန့်လွတ်ခဲ့တာလဲသူရဲ့ဘဝအကြောင်းကိုပြောရရင်တော့1948ခုနှစ်ဇူလိုင်လ14ရက်တနင်္ဂနွေနေ့မှာသူ့ကိုမွေးခဲ့တယ်ရန်ကုန်စမ်းချောင်းမြို့နယ်ကျောင်းကုန်းလမ်းနေအိမ်မှာဖြစ်ပြီးတော့သူရဲ့အဖေကအငိမ့်စားခရိုင်ရဲဝန်ဦးဂျွန်မောင်စိန်မိခင်နာမည်ကဒေါ်ချိုချိုငယ်နာမည်ကကျော်ကြီးလို့ခေါ်ကြပေမဲ့သူရဲ့နာမည်အရင်ကကျော်ထေးသားသမီး6ယောက်ရှိတဲ့အထက်သူက4ယောက်မြောက်ဒါလို့ဆိုရင်တော့ဘယ်သူလဲဆိုတာခင်ဗျားတို့သိလောက်ပြီးထင်ပါတယ်အနုပညာနာမည်ကအများသိတဲ့ကျော်ဟင်းကျွန်တော်ကတော့သူ့ကိုချစ်လို့ဦးကျော်လို့ပဲခေါ်မယ်ဗျရှမ်းရှက်တော့အောင်မြင်ခဲ့တဲ့ဦးကျော်ရဲ့ငယ်စဉ်ကလေးဘဝပညာရေးကထင်သလောက်မချောမွေ့ခဲ့ဘူးဗျကြီးမြင့်နိုင်က ABM ကျောင်းမှာတဒန်းကနေ4တန်းအထိမူလတန်းပညာသင်ခဲ့ပြီးတော့အတန်းနဲ့ဆံမွေးပွဲမှာလည်းအောင်မှတ်မပြည့်လို့ပြန်ပြေခဲ့ရဘူးတဲ့အဲ့ဒီခေတ်ကအတန်းတင်ဆံမွေးပွဲဆိုတာအခုလိုဓာမေးတာပြီးကျက်တူရေးစာပြန်တဲ့ခင်မဟုတ်ဘူးဗျတနစ်တန်းအောင်ဖို့ကတော့အသေးအလဲစူးစမ်းရတဲ့ခေတ်ဦးကျော်ကစာမလိုက်နိုင်တော့ဆံမွေးပွဲကြတယ်ဒါပေမဲ့လုံးဝလက်မလျှော်ပဲနွေရာသီကျောင်းပိတ်ရက်မှာစာကူအသေးအံစူးစမ်းပြီးတော့ဆံမွေးပွဲကိုပြန်လဲဖြေဆိုကသူမညံ့ကြောင်ပြသခဲ့တယ်နောက်ပိုင်းနှစ်တွေမှာတော့ကျောင်းကိုအချိန်ချင်းပြောင်းတက်ခဲ့ရပြီးဒီလိုနဲ့ပဲဆက်ကျော်သားဘဝကိုစတင်ခဲ့တယ်လို့ပြောရမယ်ဗျကိုတန်းအရောက်မှာတော့နှစ်ကြိမ်ဆက်တိုက်ဆံမွေးပွဲကြပြီးကျောင်းထွက်ရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတယ်ဦးကျော်ရဲ့ဆက်ကျော်သားဘဝအခြေအနေကလည်းတည်ငြိမ်မှုရှိမနေခဲ့ဘူး1964ခုနှစ်အသက်18နှစ်အရွယ်အထိရန်ကုန်မြို့အနှံ့ကအလွတ်ပညာသင်ကျောင်းတွေနဲ့ညကျောင်းတွေအပါအဝင်စုစုပေါင်း23ကျောင်းအထိကိုအကြိမ်ကြိမ်ပြောင်းရွှေ့တက်ရောက်ခဲ့ရတဲ့အထိပညာရေးလမ်းခရီးကအတော်လေးကိုစိုးဝါခဲ့တာအဲဒီလိုစိုးဝါလုံးနဲ့ပညာရေးကြောင့်နောက်ပိုင်းမှာတော့ကျောင်းမနေဖြစ်တော့ဘူးဒါပေမဲ့သူ့ရဲ့ဂုံဘုတ်ကိုတော့ထိန်းထားတော့မယ်အိမ်ကနေဆင်းတဲ့အကြိမ်အရေတက်က16ကြိမ်တောင်ရှိတယ်ဗျအိမ်ပြေးလောက်ခဲ့ပြီးတော့လမ်းပေါ်မှာလေလွင့်တဲ့ဘဝကိုဖျက်ဆီးခဲ့ရတယ်ဦးကျော်ကအိမ်ကနေဆင်းရင်ဘာလုပ်လဲသိလားနတ်တလင်းဘူးတော်မှာဂေါ်ဘီတို့တောင်းနေထမ်းပြီးတော့တဝမ်းတစ်ခါကိုဖြည့်ရှင်းတယ်1965ခုနှစ်မှာတော့ကမာရွတ်မြို့နယ်ဒေါ်တာထက်ကျောင်းမှာကိုရန်ကို3ချိန်မြောက်ပြန်လည်တက်ရောက်ဖြည့်ဆို့ခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်ခဲ့တယ်ဆယ်ကျော်သက်ပြည့်တဲ့ကျော်ဟိန်းဘဝကလေးကသူဟာဇွဲတက်တီအလွန်ကြီးမားကြောင်းကိုအပေါ်မှာပြောပြခဲ့တဲ့လွတ်ရက်တွေနဲ့တက်တီပြခဲ့ပြီးကိုရန်အောင်ပြီး10တန်းရောက်ခဲ့ပေမဲ့3လအကြာမှာတော့ရေတက်ထဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့တယ်အသက်20အရွယ်1968ခုနှစ်မှာရေတက်ထဲကနေထွက်ခဲ့ပြီးတော့10တန်းဆောင်မွေးဘက်ကိုပြန်လည်ဖြည့်ဆို့ကခါခွေးအဆင့်နဲ့အောင်မြင်ခဲ့တယ်ဗျငယ်စဉ်ဘဝမှာစိန်ကော်လီအဖွဲ့ဝင်တို့အဖြစ်လဲနေထိုင်ခဲ့ပြီးတော့လမ်းမတွေကိုလည်းအကြိမ်ကြိမ်ရောက်ရှိကဘဝရဲ့ကြမ်းတမ်းတဲ့အတွေ့အကြုံတွေကိုစောစီးစွာကြုံတွေ့ခဲ့ရသူဖြစ်တယ်ဒီနေရာမှာစိန်ကော်လီခိုင်းအကြောင်းနည်းနည်းပြောပြမယ်စိန်ကော်လီခိုင်းဆိုတာ12လမ်းစိန်ကော်လီဆိုပြီးလူသိများခဲ့တဲ့1960 1980ဝန်းကျင်ကာလရန်ကုန်မြို့ရဲ့နာမည်ကြီးလူမိုက်ခိုင်းတနည်းအားဖြင့်လမ်းသရဲခိုင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီခေတ်ကာလကရန်ကုန်မြို့ရဲ့ရက်ကွက်တွေလမ်းတွေအလိုက်လူငယ်တွေဂိုင်းစတာဆန်ဆန်အုပ်စုတွေခစ်စားခဲ့ပြီးတော့စိန်ကော်လီဟာလည်းရန်ကုန်မြို့လမ်းမတော်ဘက်အထူးသဖြင့်12လမ်းဝန်းကျင်မှာအခြေစိုက်ခဲ့တဲ့အင်အားကြီးအုပ်စုဖြစ်ခဲ့တယ်ဗျမြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသားကြီးဦးကျော်ကလည်းမင်းသားမဖြစ်ခင်လူငယ်ဘဝတုန်းကအဲ့ဒီ12လမ်းစိန်ကော်လီခိုင်းရဲ့အဓိကခေါင်းဆောင်ပိုင်းအဖွဲ့ဝင်တအူဖြစ်ခဲ့ဘူးတယ်ငငယ်တုန်းကအတော်လေးဆိုးတဲ့အထက်မှာပါတယ်ဗျပြီးတော့သွေးကြွတဲ့လူငယ်တအူဖြစ်တာကြောင့်ဂိုင်းနဲ့ပတ်သက်ပြီးရန်ပွဲတွေအုပ်စုပွဲလှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့ဘူးတယ်သူမင်းသားဖြစ်လာတဲ့အခါမှာလည်းသူ့ရဲ့လမ်းတရဲဘဝအတိတ်ဘဝအကြောင်းအရာတွေကိုလုံးဝဖုံးကွယ်မထားပဲပွဲပွဲလင်းလင်းထဲသွင်းပြောကြားလေးရှိတာကြောင့်ပရိသတ်တွေကလည်းသူ့ရဲ့ပွင့်လင်းရိုးသားတဲ့အမှုပညာရှင်ဇယက်အဖြစ်သဘောကျခဲ့ကြတယ်သူရဲ့ဒီလိုရန်ကားတဲ့လန်တရဲဆန်တဲ့လူငယ်ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေဟာနောက်ပိုင်းသူရိုက်ကူးခဲ့ရတဲ့ရုပ်ရှင်တွေမှာလူမိုက်ဆန်ဆန်မင်းသားအကျဉ်းစားဇယိုက်တွေကိုပြပြပြင်းသရုပ်ဆောင်နိုင်ဖို့အတွက်အများကြီးအထောက်အကူပြုခဲ့တယ်စိန်ကော်လီခိုင်းဆိုတာတကယ့်ကိုရာဇဝတ်ခိုင်းကြီးလိုမျိုးတော့မဟုတ်ဘူးဗျအနည်းဆုံးပြောရရင်လမ်းမတော်ဖိုးတိုတို့ဂိုင်းတွေလိုမျိုးစိုးဝါးနေတာတော့မဟုတ်ဘူးအဲ့ဒီခေတ်ကာလကခေတ်စားခဲ့တဲ့ရန်ကုန်မြို့ပြလူငယ်လမ်းတရဲဂိုင်းတစ်ခုပဲဖြစ်တယ်ဗျဦးကျော်အကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်1968ခုနှစ်မှာကျင်းပတဲ့ရုပ်ရှင်သရုပ်ဆောင်ရွေးပွဲမှာအလားဓာတ်ပုံ3ပုံမောင်မောင်ကျော်ဆိုတဲ့နာမည်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်လာခဲ့တယ်အဲ့ဒီချိန်တုန်းကပြိုင်ပွဲမှာဒိုင်လူကြီးဖြစ်ခဲ့တဲ့ဒရိုက်တာဦးမိုးသူကတော့လူသစ်သရုပ်ဆောင်ဆိုပေမဲ့ရှက်တာမရှိဘူးရဲတင်းနေမြန်မာမင်းသားတွေထဲမှာဘယ်မင်းသားကိုအကြိုက်ဆုံးလဲလို့မေးတဲ့အခါ
ကြိုက်တယ်မင်းသားတော့မရှိဘူးမင်းသမီးတွေကိုတော့အကုန်ကြိုက်တယ်လို့ဦးကျော်ကပြန်ပြောခဲ့တယ်ရုပ်ရှင်မင်းသားဖြစ်ချင်တဲ့ပိုးကလည်းတခြားသူတွေကိုအမှုပညာကိုမျက်နှာလို့ချစ်လို့ဘာလို့ညာလို့အဲ့ဒီလိုအကြောင်းပြချက်တွေမရှိဘူးအောင်မြင်ကြီးပွားခြင်းလို့မင်းသားဖြစ်ချင်တဲ့အကြောင်းတရုတ်ဆောင်ရှောက်လောင်မှာဖောင်ဖြစ်ခဲ့ဘူးတယ်အဲ့ဒီအချိန်ကနေစပြီး2000ပြည့်နှစ်တွေအထိဦးကျော်ရဲ့ဘဝကရွှေခေတ်လို့ပြောလို့ရတယ်ဗျဒါပေမဲ့ရွှေခေတ်ကိုရောက်ဖို့ဆိုတာကလည်းထင်သလောက်မလွယ်ကူခဲ့ဘူးဗျစဆာချင်းမှာလာငါရိုက်မယ်သူဘယ်သူမှမရှိခဲ့ဘူးငါမယ်ငါတော့လဲစကားနာမည်ကိုမကြိုက်လို့စကားကပေါ်ချချာဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့မလုံးနိုင်ဘူးဆိုပြီးညှင်းလွန်လိုက်တယ်ဘယ်ပြောကောင်းမလဲအခုခေတ်ဗလိမာတွေရဲ့ဘိုးဘေးတွေကဦးကျော်ကိုပဲနေဗလိန်ခဲ့တာကံကောင်းတာတစ်ခုကအခုခေတ်လိုမီဒီယာတွေကပုံဝင်လင်းလင်းရှိမနေသေးတော့ဦးကျော်အနေနဲ့တိုင်းပြည်လုံးရဲ့ဗလိန်ချင်းကနေကင်းဝေးနေတာပေါ့အဲ့ဒီအချိန်မှာနှမွားအသေးရုပ်ရှင်အပြင်စကားပေါင်းများစွာနဲ့နာမည်ကြီးလာတဲ့ရုပ်ရှင်မင်းသမီးစန္ဒာနဲ့အိမ်အောင်ကြပြီးသားဖြစ်နေပြီးတော့သူမကိုငားချင်ရင်သူမယောက်ျားကိုပါငားရမယ်ဆိုပြီးလုံးမသာ1980ခုနှစ်မှာဖူးစာလန်းဆောင်ဆိုတဲ့ဇာတ်ကားကိုဦးကျော်အနေနဲ့ပထမဆုံးအကြိမ်စတင်ရိုက်ကူးခဲ့တယ်။ဒါပေမဲ့ထင်သလောက်မပေါက်ခဲ့ဘူး။နောက်ပိုင်းဒရိုက်တာတင်မြင့်အောင်ရိုက်ကူးခဲ့တဲ့နုနယ်ဇာတ်ကားမှာမိမဖြစ်သူမင်းသမီးစန္ဒာနဲ့အတွဲညီညီတရုတ်ဆောင်မှစတင်အောင်မြင်လာခဲ့တယ်။နောက်ပိုင်းမှာရုပ်ရှင်တရုတ်ဆောင်ထူးချွန်စုတွေအဖြစ်အကာကအချစ်အနှစ်ကမြစ်တာ1989မွန်တက်ချိန်နဲ့နေဝင်သည်1982ပန်းမြိုင်လေကဥယျာဉ်မှု1989နေကမွေးတယ်လ2003အဲ့ဒီဇာတ်ကားတွေနဲ့အမျိုးသားဇာတ်ဆောင်စု၄စုရရှိခဲ့ပြီးတော့1994ခုနှစ်မှာရိုက်ခဲ့တဲ့ဝီလဲမွေးကျွေလဲမွေးဇာတ်ကားနဲ့ဇက်ပိုစုတစုရရှိခဲ့တယ်ဗျဦးကျော်ကစုစုပေါင်းအကယ်ဒမီ9စုအထိကိုစုခူးနိုင်ခဲ့တယ်အဲ့ဒီအထဲမှာအကယ်ဒမီရုပ်ရှင်ကမွန်တက်ချိန်တွင်နေဝင်သည်ဆိုတဲ့ဇာတ်ကားကဦးကျော်ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့လက်ရကောင်ဇာတ်ကားတကားဖြစ်တယ်ဦးကျော်ကိုရုပ်ရှင်တရုတ်ဆောင်အပြင်နောက်ထပ်လူသိနေတဲ့အလုပ်တစ်ခုရှိသေးတယ်အဲ့ဒါကတော့ပကြီးဒီဇိုင်နာအလုပ်ရုပ်ရှင်လောကထဲကိုဝင်ပြီး၄နှစ်ပြည့်တဲ့အခါ1984ခုနှစ်မှာပထမဆုံးဒရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ဇာတ်ကားကစိန်သုံးမဟုတ်စိန်ဖြစ်ပြီးတော့အဲ့ဒီဇာတ်ကားရဲ့ကြော်ညာဒီဇိုင်းပိုစတာအားလုံးကိုသူကိုယ်တိုင်နေမင်းထုတ်ကောင်းဆိုတဲ့ကလောင်နာမည်နဲ့ရေးဆွဲခဲ့တာဇာတ်ကားယုံတင်ပွဲမှာစိန်ကော်လီကိုင်းဝင်ဘွားကခင်မင်ခဲ့ရတဲ့ဘော်ဒါတွေကိုဖိတ်ခဲ့ပြီးတော့အဲ့ဒီဘော်ဒါတွေကပဲလက်မှတ်မရလို့ယုံတဲ့ကိုအတင်းဝင်မဲ့လှုပ်လို့ထွက်ရှင်းခဲ့ရဘူးတယ်ဗျ1985ခုနှစ်မှာယုံတင်တဲ့ကြီးအောင်ဆောင်သောဒေါင်းမှာလည်းလူကြိုက်အများဆုံးပရိသတ်တခဲနဲ့အားပေးခဲ့တဲ့ရုပ်ရှင်ကားတကားဖြစ်ခဲ့တယ်ဝတ္ထုတို့ဝတ္ထုရှည်အချို့ကိုလည်းရေးသားခဲ့ပြီးတော့တေးစီဒီတချို့ကိုလည်းတီဆိုထုတ်လုပ်ခဲ့ပါတယ်အဲ့ဒီက TV ကြော်ညာတွေမှာဆိုရင်လည်းတရုတ်ဆောင်ကြီးအများဆုံးရရှိခဲ့တဲ့သူဖြစ်တယ်ဗျဦးကျော်ဟာမိခင်ဖြစ်သူကိုအလွန်အလေးထားတဲ့သူဖြစ်တာကြောင့်ကျွန်တော်အမေဒုတိယလူဒေါ်ချိုချိုအသက်69နှစ်ဆိုတဲ့ဝတ္ထုတွေကိုရေးသားခဲ့တယ်အမှုပညာလှူရှားမှုတွေအဖြစ်1968ခုနှစ်မှ2008ခုနှစ်အထိနှစ်ပေါင်း42နှစ်အတွင်းရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားပေါင်း222ကားဗီဒီယိုကားပေါင်း362ကားတီဆိုခဲ့တဲ့သချင်းခွေပေါင်း14ခွေနဲ့ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်ပေါင်း6အုပ်အထိရှိခဲ့တယ်ဗျဦးကျော်ကရုပ်ရှင်သရုပ်ဆောင်ပိုင်းမှာအတော်လေးထူးချွန်ပြီးတော့အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့အိမ်အောင်ရေးမှာတော့အဲ့ဒီလောက်ထိမအောင်မြင်ခဲ့ပါဘူးသမီးကြီးစိမ့်စိမ့်သူကိုမွေးပြီးတဲ့နောက်ပိုင်းမှာပထမဇနီးဖြစ်သူရုပ်ရှင်မင်းသမီးစန္ဒာနဲ့အိမ်အောင်ရေးကတဖြည်းဖြည်းအစင်မပြေမှုတွေများပြားလာခဲ့တယ်အဲ့ဒါတွေကြောင့်ပဲနားလည်မှုတွေလွဲခဲ့ပြီးနောက်ပိုင်းမှာကွာရှင်းခဲ့ရတဲ့အထိဖြစ်ခဲ့တယ်ဗျရုပ်ရှင်မင်းသမီးစန္ဒာနဲ့ကွာရှင်းခဲ့ပြီးတော့ဒုတိယဇနီးဒေါ်တန်းနွယ်အေးနဲ့ထပ်မံအိမ်အောင်ပြုတ်ခဲ့တယ်အဲ့ဒီအိမ်အောင်ရေးကဦးကျော်ရုပ်ရှင်လောကကနေအနားယူပြီးသဒ္ဒနာဘောင်ကိုမဝင်မီအထိအတူရှိခဲ့တဲ့အိမ်အောင်တစ်ခုဖြစ်ခဲ့တယ်ဇနီးဖြစ်သူဒေါ်တန်းနွယ်အေးနဲ့အင်းငိမ့်သူခင်ခနေဝင်းပန်းဖြူမွှေးပိုးသူဆိုတဲ့သားသမီး9ဦးအထိထွန်းကားခဲ့တယ်ဦးကျော်အောင်မြင်ခဲ့တဲ့အကြောင်းရင်းများစွာတွေကမှတစ်ခုကတော့ဇွဲကောင်းတာအပြင်စစ်စစ်နဲ့ကြတာပါပဲရှူတင်ကိုတစ်ခါမှနောက်ကျပြီးရောက်လာတတာမျိုးမရှိခဲ့ဘူးဗျအင်မတန်အချိန်တိကျတယ်အဲ့ဒီအချိန်တုန်းကအရက်လည်းမတောက်တော့ဘူးတက်လော်စားတယ်ဇဝင်ကမှဝေးရမယ့်အင်ကြီးအဝယ်စားတွေကိုသူကိုယ်တိုင်ကြကြနနာခောက်ပြီးတော့ယူလာတယ်ရှူတင်သိမ်းရင်လည်းသူ့ဖတ်တာသူစနစ်တကျတတိတက်သိမ်းပြီးတော့ယူသွားလိမ့်ရှိတယ်လို့ရင်းနှီးတဲ့မိတ်ဆွေတွေတပည့်တပန်းတွေကပြောပြဘူးတယ်ဗျဦးကျော်ကိုမြမရုပ်ရှင်လောကမှာအမှုပညာကိုအသက်ထည့်ပြီးသဘောဝကျကျတရုပ်ဆောင်တတ်သူလို့ခေါ်ကြတာအကြောင်းမဲ့တော့မဟုတ်ဘူးသူကဇက်ကောင်တစ်ခုကိုရိုက်ကူးဖို့စတင်ပြင်ဆင်ချိန်ကနေရိုက်ကူးပြီးဆုံးတဲ့အချိန်အထိအလွန်စနစ်တကျလေးလာပြင်ဆင်တတ်သူတူလည်းဖြစ်တယ်ဗျသူရဲ့အလုပ်လုပ်ပုံကခန်းစားချက်ပေါ်မူတည်ပြီးလှုပ်တာမဟုတ်ဘဲနဲ့နားလည်မှုလေးလာမှုအတွေ့အကြုံ၃ခုပေါင်းစပ်ထားတဲ့နီလန်ဖြစ်တယ်ဇလန်တစ်ခုရိုက်ကူးတော့မယ်ဆိုရင်အရင်ဆုံးဇညွန်းကိုအချိန်ချင်းဖတ်တယ်တခါဖတ်ပြီးယုံနဲ့မလုံလောက်သေးဘူးဇလန်တွေကဇက်ကောင်ရဲ့စိတ်ခံစားမှုအခြေအနေအကြောင်းအရာတွေကိုအစိတ်အပိုင်းတစ်ခုချင်းစီခွဲခြမ်းစိတ်ပြတတ်တယ်သူကဒီဇက်ကောင်ဘာကြောင့်ဒီလိုလုပ်ရတာလဲဘလို့ဘဝအတွေ့အကြုံတွေရှိနိုင်တယ်လဲဆိုတဲ့မေးခွန်းတွေကိုကိုပြန်မေးလေရှိတယ်အဲ့ဒီလိုနားလည်မှသာ
ဇက်ကောင်ရဲ့အပြင်မှမဟုတ်ပဲအတွင်းစိတ်ကနေထုတ်ပြနိုင်တယ်လို့သူကယုံကြည်ခဲ့တာဗျနောက်တစ်ဆင့်အနေနဲ့ကတော့သူကအတူယူလေးလာမှုကိုအလွန်အလေးထားတယ်ဇက်ကောင်ကဆရာဝန်ဖြစ်ရင်ဆရာဝန်တွေအလုပ်လုပ်ပုံကိုတွားကြည့်တယ်လက်သမားအလုပ်သမားရဲစစ်သားဘလို့ပဲဖြစ်နေပါစေအဲ့ဒီအလုပ်လုပ်တဲ့သူတွေကိုလက်တွေကြည့်ရှုလေရှိတယ်ဗျသူကလူတယောက်ရဲ့လှုပ်ရှားမှုမျက်နှာအမူအရာစကားပြောပုံလက်ဟန့်ချီဟန်တွေကနေအစိတ်အပိုင်းအငယ်လေးတွေအထိကိုတည်တည်ချာချာမှတ်သားပြီးတော့ဇက်ကောင်ထဲမှာထဲသွင်းအသုံးချတတ်တယ်ဦးကျော်ကတန်လက်သီးနဲ့ခရာလေးဆိုတဲ့ရုပ်ရှင်အတွက်အဲ့ဒီခေတ်ကနာမည်ကြီးဆရာဦးစိုးမြင့်စီကနေတင်ယူခဲ့ပြီးတော့အချစ်ကိုဘလို့ပြောရမလဲဆိုတဲ့ရုပ်ရှင်အတွက်တော့ရေပေါ်ထုံးကြီးပညာကိုတရုတ်လက်သမားဆရာကြီးစီကနေတင်ယူခဲ့တယ်ဦးကျော်ကိုယ်တိုင်ဒရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့မွန်တက်ချိန်နဲ့နေဝင်သည်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာလဲစိုက်ကားမနှင်းတက်လို့မန္တလေးကစိုက်ကားဆရာကြီးတယောက်စီမှာ3ရက်တိတိသွားရောက်ပညာသင်ခဲ့တယ်လို့ဆိုတယ်ဒါပြင်ဦးကျော်ကရာဟာဇယ်လေ့ကျင့်မှုကိုလည်းအလွန်တန်ဖိုးထားတယ်ဗျရိုက်ကူးမစတင်ခင်မှာအချင်းချင်းစကားပြောပုံလှုပ်ရှားပုံတွေကိုစမ်းသပ်လေ့ကျင့်တယ်တခါတလေမှာဒရိုက်တာကဒီလိုလုပ်ဖို့မလိုဘူးလို့ပြောရင်တော့သူကဒီဇက်ကောင်အတွက်ဒါဟာဒီလိုလုပ်ဖို့လိုအပ်တယ်လို့ယုံကြည်ရင်ဆက်ပြီးလေ့ကျင့်ပါတယ်ဒါကြောင့်သူ့ရဲ့သရုပ်ဆောင်မှုတွေဟာတဘာဝကျပြီးတော့အတုမရှိတဲ့ခန်းစားချက်မျိုးကိုပေးစွမ်းနိုင်တာပါနောက်ထပ်အရေးကြီးတာကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာဝင်ရောက်ခန်းစားမှုပါသူကဇက်ကောင်ကိုသရုပ်ဆောင်နေတယ်လို့မမြင်တော့ဘဲနဲ့တကယ်ဇက်ကောင်အဖြစ်အသက်ဝင်နေတယ်လို့ခံယူတတ်တာရိုက်ကူးနေချိန်မှာကိုဘွားနဲ့ဇက်ကောင်ဘွားကိုခွဲခြားပြီးတော့ဇက်ကောင်ရဲ့ခန်းစားချက်ကိုလုံးဝဝင်ရောက်နိုင်အောင်ကြိုးစားတယ်ဦးကျော်ရဲ့အမှုပညာလေ့လာမှုမှာနောက်ထပ်ထင်ရှားတဲ့အချက်တစ်ခုကတော့ဘဝအတွေ့အကြုံကိုအခြေခံထားခြင်းဖြစ်တယ်ဗျသူကသရုပ်ဆောင်တယ်ဆိုတာစာအုပ်ထဲကနေလာတာမဟုတ်ဘူးကိုပိုင်ဘဝအတွေ့အကြုံတွေကနေတင်တာဆိုတဲ့အမြင်မျိုးရှိတယ်ဒါကြောင့်လူတွေကြားထဲမှာနေထိုင်တာစကားပြောတာစိတ်ခံစားမှုတွေကိုနားလည်အောင်လုပ်တာတွေကိုသူကအင်မတန်အလေးထားတယ်အဲ့ဒီအတွေ့အကြုံတွေကပဲဇက်ကောင်ကိုပို့ပြီးအသက်ဝင်စေတယ်လို့သူကယုံကြည်ခဲ့တာလေရိုက်ကူးတဲ့အခါမှာလဲတခါတရံအလှလျောက်တုံ့ပြန်မှုကိုအသုံးပြုတတ်တယ်ဇညွန်းထဲမှာမပါတဲ့သဘာဝတုံ့ပြန်မှုတွေကိုလည်းဇက်ကောင်အတွက်လိုအပ်တယ်လို့ထင်ရင်ထည့်သွင်းလှုပ်ဆောင်တတ်တယ်ဗျဒါကပဲဇက်ဝင်ခန်းတွေကိုပို့ပြီးလက်တွေ့အသက်ဝင်စေခဲ့တာပါဦးကျော်ရဲ့ဘဝအမြင်တွေကိုပြောင်းလဲပြီးအောင်မြင်နေခြင်းမှာအောင်မြင်မှုကိုယတိပြတ်ဆွန့်လွတ်နိုင်စေခဲ့တဲ့အကြောင်းရင်းကြီးတစ်ခုရှိတယ်ဗျအဲ့ဒါကတော့သေခြင်းတရားပဲဦးကျော်အတွက်တော့သေခြင်းတရားဆိုတာသူ့ဘဝမှာစိတ်ဝင်စားဆုံးအရာလို့ပြောခဲ့ဘူးတယ်သူငငယ်တုန်းကအရက်ထဲမှာ၄တန်းကျောင်းသားအရွယ်ကောင်လေးတယောက်သေခဲ့ဘူးတယ်ဦးကျော်ကလည်းအရန်ကိုစိတ်ဝင်စားလာပြီးတော့ဆက်စုခြင်းနဲ့စိတ်ပေါ်လာတာနဲ့ကြံတော်တညိုင်းကိုအာတုဘပို့မယ်ကားတွေနဲ့ခိုးပြီးလိုက်သွားခဲ့ဘူးတယ်အမေဖြစ်သူကအရန်ငိုနေပြီးတော့အဲ့ဒီကလေးတကြိုကာနီးအထိအလောင်းကိုဆွဲလဲပြီးငိုနေတာတွေ့ရတယ်ခလေးမြေချလို့အကုန်လုံးပြီးစီးပြီးအပြန်မှာတေသူကောင်လေးအမေနဲ့သူဟာဘေးကျင်းကက်ရက်ထိုင်နေခဲ့ရပြီးတော့အဲ့ဒီချိန်မှာအဲ့ဒီမိမကြီးပြောတဲ့စကားတွေဟာတေဆုံးသူသားအကြောင်းမဟုတ်တော့ဘဲနဲ့အာတုဘဖို့မတတ်နိုင်လို့ဘာကြွေးရမှန်းမသိလို့ပူပန်ရတဲ့အကြောင်းရင်းတွေဖြစ်နေလို့အင်မတန်အံ့ဩသွားခဲ့ရတယ်လို့ဆိုတယ်ခုနကငိုနေတာမှဟုတ်ပါရဲ့လားဆိုတဲ့အတွေးတွေကလည်းဦးကျော်ရဲ့ခေါင်းထဲကိုရုပ်ချရောက်လာခဲ့တာဗျအဲ့ဒါဟာတင်းချိုင်းထဲမှာအမှန်တရားဆိုတဲ့တခြင်းမှာဦးကျော်ပြောခဲ့တဲ့အရာတွေပါသူဟာအဲ့ကလေးကလူတွေရဲ့မိတက်တဲ့သဘောတရားအပါအဝင်တေခြင်းတရားကိုစတင်စိတ်ဝင်စားခဲ့တယ်ဦးကျော်ရဲ့ဘဝမှာလည်းတေခြင်းတရားဆိုတဲ့အကြောင်းအရာဟာတခါတရံတာမန်စကလုံးတစ်ခုသာမဟုတ်တော့ဘဲနဲ့သူ့ရဲ့အတွေးကောတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့တဲ့အဓိကမေးခွန်းတစ်ခုဖြစ်လာစေခဲ့တယ်သူ့ရဲ့အမှုပညာဘဝလူနေမှုဘဝနောက်ဆုံးဘာသာရေးဘက်ကိုချင်းကပ်လာမှုတွေအထိကြည့်မယ်ဆိုရင်တေခြင်းတရားဆိုတာကြောက်ရွံ့ခြင်းထက်ပိုမိုနားလည်ခြင်းလာတယ်ဆိုတာကိုတွေ့နိုင်တယ်။သူငယ်စဉ်ကတည်းကနေစပြီးတော့ရုပ်ရှင်လောကကိုဝင်ရောက်လာတဲ့အချိန်ထိဦးကျော်ဟာသူ့ဘဝရဲ့အောင်မြင်မှုကြားရှုံးမှုချစ်ချင်းမုန်းချင်းဆုံးရှုံးခြင်းတွေကိုအနည်းကကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။အထူးသဖြင့်ရုပ်ရှင်လောကတွေကလူတစ်ယောက်ဟာလူထောင်ပေါင်းများစွာရဲ့အောင်ယုံဆိုင်မှုကိုရရှိနိုင်တယ်လို့တစ်ချိန်တည်းမှာပဲမတည်မြဲတဲ့အောင်မြင်မှုနဲ့အနာဂတ်မသေးချာမှုတွေကိုလည်းအမြဲရင်ဆိုင်နေရတယ်။အဲ့ဒီအခြေအနေတွေကသူ့အတွက်လူဘဝဆိုတာတကယ်ပဲတည်မြဲရလားဆိုတဲ့မေးခွန်းကိုစတင်ဖြစ်ပေါ်စေခဲ့တာပါသူ့ရဲ့အမှုပညာလမ်းကြောင်းအတွင်းမှာလဲတေခြင်းတရားကိုထင်ရစေခဲ့တဲ့ဇက်ကောင်တွေဇလန်းတွေကိုမကြာခဏတရုပ်ဆောင်တဲ့အခါမှာလဲသူ့အတွေးတွေကိုပို့ပြီးနှချိုင်းစေခဲ့တယ်လို့ပြောရမယ်ဗျတေဆုံးခြင်းခွဲခွာခြင်းနောက်ဆုံးအချိန်စတဲ့အကြောင်းအရာတွေကိုတရုပ်ဆောင်တဲ့အခါမှာသူကအပြင်ပန်းအမူအရာထက်အတွင်းပိုင်းစိတ်ခံစားမှုကိုပို့ပြီးတော့တရုပ်ဆောင်ခဲ့တယ်လူတစ်ယောက်တေဆုံးကနေမှဘာတွေခံစားနေရလဲသူ့ရဲ့နောက်ဆုံးအတွေးကဘာဖြစ်နိုင်လဲဆိုတဲ့မေးခွန်းတွေကိုသူ့ကိုယ်သူပြန်မင်းနေလေရှိတယ်ဗျနောက်ပိုင်းကာလတွေမှာတော့ဦးကျော်ဟာဘာသာရေးဘက်ကိုပို့ပြီးတော့စူးစမ်းလေ့လာခဲ့တယ်အထူးသဖြင့်ဗုဒ္ဓဘာသာအတွင်းကအနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတရားတွေဟာသူ့ရဲ့အတွေးခေါ်ကိုအလွန်အမင်းလွှမ်းမိုးလာခဲ့တယ်တေခြင်းတရားကိုကြောက်ရမယ့်အရာတစ်ခုအဖြစ်မမြင်တော့ဘဲနဲ့သူကိုယ်တိုင်ကြုံတွေ့ပြီးတော့စတင်ပြင်ဆင်ဖို့နားလည်လာခဲ့တာဗျလူတစ်ယောက်ဟာမွေးဖွားပြီးကြီးပြင်းလာပြီးတဲ့နောက်အချိန်တစ်ခုတည်းမှာပျက်စီးသွားမယ်ဆိုတာဓမ္မတာပဲဆိုတဲ့အမြင်ကိုသူလက်ခံလာခဲ့တယ်အဲ့ဒီအမြင်ကသူ့ရဲ့ဘဝအပေါ်မတူညီတဲ့ရှုထောင့်တစ်ခုပေးခဲ့တယ်လို့ဆိုရမယ်။သူဟာရှူတင်မော်ရောက်ပြီလို့နားနေရင်တော့မှ
လူတွေရဲ့သဘောတဘာဝကိုဘယ်တော့မှအမှတ်တမဲ့မထားခဲ့ဘူးအမြဲလေးလာနေတတ်တယ်လို့အတူတူလုပ်ခဲ့ဘူးတဲ့စီနီယာတွေတရုတ်ဆောင်မင်းသားတွေနဲ့မင်းသမီးတွေကအင်တာဗျူးတစ်ခုမှဖြေခဲ့ဘူးတယ်ဗျသူ့ဘဝရဲ့နောက်ပိုင်းမှာအနုပညာလောကကနေခဝေးဝေးနေပြီးတော့ဘာသာရေးဘက်ကိုပို့ပြီးအာယုံဆိုင်လာခြင်းကလည်းအဲ့ဒီအတွေးခေါ်နဲ့ဆက်ဆက်နေတယ်လို့သုံးသပ်နိုင်ပါတယ်အနုပညာဆိုတာလူဘဝကိုမှန်တစ်ချက်လို့ပြသပေးတဲ့အရာဖြစ်တဲ့အတွက်သူ့အတွက်တော့ဇက်ကောင်တိုင်းကသေခြင်းတရားအကြောင်းအရာတွေဟာသင်ခန်းစာတစ်ခုလိုဖြစ်နေခဲ့ပါတယ်ဦးကျော်ရဲ့နေဝင်ခြင်းမှာယဟန်ဘဝဝင်ရောက်ခြင်းဟာရုပ်ရှင်သမိုင်းအတွက်အလွန်ထင်ရှားတဲ့အလိုက်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အရင်ကပြောခဲ့သလိုပဲသူဟာသေခြင်းတရားကိုအစောကြီးရင်ဆိုင်ဖို့အတွက်ယဟန်ဘဝကိုရည်တည်ပြည့်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ဘဝရဲ့နောက်ပိုင်းကာလတွေမှာအနုပညာလောကထဲအောင်မြင်မှုတွေထဲရက်နေပေမဲ့သူ့ရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုကအမြဲတမ်းရှိနေခဲ့တယ်အဲ့ဒါကတော့ဒီအောင်မြင်မှုတွေကတကယ်ပဲတည်မြဲရလားဘဝရဲ့အဆုံးသတ်မှာဘာကြံမလဲဆိုတဲ့မေးခွန်းတွေပါဦးကျော်ဟာ2008ခုနှစ်နိုဝင်ဘာလမှာအရှင်ကတိတာရာဘွဲ့အမည်နဲ့ယဟန်ဝစ်ခဲ့ပါတယ်ယဟန်ဘဝကိုဝင်ရောက်ချိန်မှာသူဟာအနုပညာလောကကိုလုံးဝဆွန့်လွတ်ပြီးတော့ဘာသာရေးလေးလာမှုတရားအထုတ်မှုဘက်ကိုအပြည့်အဝကူးပြောင်းသွားခဲ့တယ်နာမည်ကျော်မင်းသားကြီးတယောက်ရဲ့အောင်မြင်မှုအထွတ်အထိပ်ကနေဖျားသားတော်ဘဝကိုလုံးဝရွေးချယ်သွားခြင်းဟာလူများအတွက်တာမန်မဟုတ်တဲ့အဖြစ်အပျက်တစ်ခုလိုဖြစ်ခဲ့တယ်ဒါပေမဲ့သူ့အတွက်တော့ဒါဟာထွက်ပြေးခြင်းမဟုတ်ဘဲနဲ့နားလည်ခြင်းနဲ့လွတ်မြောက်ခြင်းလို့ယူဆခဲ့တယ်ဗျအတွေ့အကြုံကအဓိကအရာဟာငါဘာတူလဲဆိုတဲ့မေးခွန်းနဲ့မဟုတ်တော့ဘဲနဲ့ငါဆိုတာတကယ်ရှိရလားဆိုတဲ့မေးခွန်းအထိရောက်သွားခဲ့တယ်လို့ဆိုတယ်ဒီအဆင့်ရောက်တဲ့အခါမှာတော့သူ့အတွက်အနုပညာဆိုတာတောင်ဘဝရဲ့အပြင်အဆင့်တစ်ခုသာသာဖြစ်သွားခဲ့တယ်ဗျနောက်ပိုင်းကာလတွေမှာဦးစင်ဦးဂိတ်တီတာရကအမေရိကန်နိုင်ငံမှာနေထိုင်သတင်းသုံးခဲ့ပါတယ်အချိန်ကာလကြာလာတာနဲ့အမျှအသက်အရွယ်ကြောင့်ကျန်းမာရေးအခြေအနေတွေကြောင့်တဖြည်းဖြည်းအားနည်းလာခဲ့တယ်ဒီလိုနဲ့ပဲ2020ခုနှစ်ဇူလိုင်လ17ရက်နေ့မှာပြန်လွန်တော်မူသွားခဲ့ပါတယ်သူ့ရဲ့မွေးနေ့ဇူလိုင်လ14ရက်နေ့မတိုင်ခင်3ရက်အလိုမှာပဲဘဝခရီးကိုအဆုံးသတ်ခဲ့တာဖြစ်ပြီးတော့အသက်82နှစ်အရွယ်မှာပြန်လွန်တော်မူခဲ့တာပါသူ့ရဲ့သိဆုံးခြင်းဟာမြန်မာအနုပညာလောကအတွက်သာမကပရိသတ်အများအပြားအတွက်လည်းအတော်လေးကိုဝမ်းနည်းဖွယ်ရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူ့ဘဝရဲ့အဆုံးသတ်ကိုကြည့်တဲ့အခါသူရွေးချယ်ခဲ့တဲ့လမ်းကြောင်းအတိုင်းအေးချမ်းစွာနဲ့နှီးကုန်းချုပ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်